ဟုတ်ကဲ့မင်္ဂလာပါကိုစုရဲ့ဗီဒီယိုလေးကိုမင်္ဂလာပါကျွန်တော်နာမည်ကကိုစုဖြစ်ပါတယ်မိုက်ဆွေများညီငယ်ညီမငယ်များကိုစုကနေဗဟုသုတစာပေလေးတွေကိုမျှဝေတော့ဖို့ဖြစ်ပါတယ်ဒါကြောင့်မိုက်ဆွေများညီငယ်ညီမငယ်များဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးကြပါနော်ညီငယ်ညီမငယ်များအတွက်တစုံတစ်ခုဗဟုသုတရမယ်လို့ထင်ပြီးတော့ကိုစုကနေမျှဝေရရှင်ဖြစ်ပါတယ်စပေလေးကတော့လောကကြီးမှာရေမန်းရှဲ့တိုင်းပန်းတင်ကိုရှောင်းနေတည်းတင်မှန်တယ်လေတိတ်တိတ်ရွေးနေရအောင်တည့်ရရှောင်းမှမဟုတ်တာတဲ့လေတိတ်တိတ်ရွေးနေရအောင်တည့်ရရှောင်းမှမဟုတ်တာတဲ့အမုန်းခံရတဲ့ဝမ်းနေရင်ကိုမျက်ရည်နဲ့ကိုယ်တော်ကမ်းမမြင်လက်မမြင်ဖြေလောက်ပြီပေါ့မုန်းတဲ့လူလေးရှိတယ်ရှိတဲ့လူလေးရှိတယ်ပေါ့နော်ကိုကအဲ့ဒါမှမုန်းခံရတဲ့ကိုကနေမျက်ရည်ကြက်နေမယ်ဆိုလို့ရှိရင်ကိုမျက်ရည်နဲ့ကိုယ်တော်ကမ်းမမြင်လက်မမြင်ဖြေလောက်ပြီပေါ့ဆိုတော့အော်တစ်စကားတွေပေါ့နော်6တင်ကြောက်နေရင်ဒီကဘာမှာနေစရာနေရာမရှိသလိုကြောက်တင်ပြေးနေရင်ကဘာအပြင်ဖက်တောင်ရောက်လောက်ပြီပေါ့တချို့ဆိုရင်လေတချို့ကနေပြီးတော့6လမ်းကြတယ်ပြိုးဆိုကြတာပေါ့နော်ကိုကမနာလိုကြတာပေါ့တိုက်ခိုက်ကြတာပေါ့အဲ့ဒီလိုမျိုးနေမှန်လေကိုကဘီနီယမ်ကဘာရဲ့အပြင်ဖက်တောင်ရောက်လောက်ပြီပေါ့ဆိုတဲ့ audit စကားပေါ့ audit ထပ်ပေါ့နော်ဘာမှအမငင်နေဆိုတဲ့ပုံစံမျိုးပုံတင်နေမရှိတဲ့ဘဝတမိတ်စာမျက်နှာပုံမှာအမှားပေါင်း3600ဖြည့်ရတယ်ဗလာပွားနဲ့ဘယ်သူမှဒဏ်ရာတွေနဲ့မကင်းဘူးလေဒီလိုပါပဲနဲ့မော့သွားလိုက်ပြန်လိုက်မော့သွားလိုက်ပြန်လိုက်လေးကြတဲ့ပြန်ထက်လိုက်နေပဲပန်းတင်ကိုရအောင်ရှောက်ကြတာပဲလေအမေကလက်လျှောက်တတ်အောင်တင်ပေးခဲ့တယ်တဲ့လောကကြီးကနေတတ်အောင်တင်ပေးလိမ့်မယ်တဲ့ကိုဘယ်လိုနေမလဲဆိုတော့စဉ်းစားဖို့အမေကတော့ကိုတာဝန်ကြည့်ခဲ့ပြီလေလက်လျှောက်တတ်အောင်တင်ပေးခဲ့ပြီလောကကြီးကိုဖျက်တတ်အောင်တင်ပေးခဲ့ပြီဒီလိုပါပဲအမေကလက်လျှောက်တတ်အောင်တင်ပေးခဲ့ပြီလောကကြီးကနေတတ်အောင်တင်ပေးလိမ့်မယ်တဲ့ဘယ်လိုနေမလဲဆိုတော့ကိုတွေဆုံးဖြတ်ပြီးတော့စဉ်းစားရမယ်နော်ဒီလိုမျိုးအော်တစ်စကားတွေပြောထားတယ်နော်ငယ်ကအကျဉ်းလေးကြောက်ခဲ့တာတောင်ပြန်ထားပြီးဒီနေ့အထိရအောင်ရှောင်းနေသေးရင်အမှားတွေကိုပြင်လိုအပ်ချက်တွေကိုဖြည့်မနေ့ပြန်အတွက်ဆက်လျှောက်လက်မပြောက်စေနဲ့ပန်းတင်ကိုရောက်တယ်တဲ့မင်းကန်ကောင်းနေဖို့မလိုဘူးတဲ့မင်းကောင်းနေဖို့ပဲလိုတယ်မင်းကောင်းနေခြင်းကမင်းကန်ကိုပါကောင်းစေတယ်နော်ကိုကောင်းနေရတော့ကိုကန်လေးကောင်းမှဆိုတဲ့ဟိုအော်တင်စကားတွေနော်ဒါတွေကိုကိုကမှတ်ထားလေးလိုက်နာရမယ်နော်မင်းကန်ကောင်းခြင်းကားတဲ့ကန်ကောင်းခြင်းကားမင်းအတွက်မကောင်းဘူးတဲ့မင်းကောင်းနေခြင်းကားတဲ့ကံကိုပါကောင်းစေတယ်ကံပေလောက်ပဲကောင်းတယ်မင်းမှာကြိုးစားရှင်စိုက်အလောက်ရှင်စိတ်မရှိဘူးဆိုလို့ရှိရင်ကံဆိုတဲ့အရာကြီးကမင်းရဲ့စေဝါနေကိုတာဝန်ယူမှာမဟုတ်ဘူးနော်ကံဆိုတဲ့အရာကြီးကကိုရဲ့စေဝါနေကိုတာဝန်မယူမှာမဟုတ်ဘူးဒီလိုပေါ့ကံကိုပဲမကိုနေနေပေါ့နော်ဒီလိုမျိုးကြိုးစားရမှာပေါ့လောက်အောင်ဒါပေမဲ့ကံပေလောက်ပဲဆူတဲ့မင်းမအလောက်ရှင်စိုက်ကြိုးစားရှင်စိုက်ရှိနေသိရင်မင်းရဲ့ကြိုးစားမှုတွေမင်းရဲ့လောက်အားတွေကတဲ့မင်းရဲ့စေဝါနေကိုတာဝန်ယူသွားလိမ့်မယ်နော်ကိုမကန်ဆိုးနေတယ်ပဲကိုမကြိုးစားရှင်စိုက်အလောက်ရှင်စိုက်တွေရှိနေရင်တဲ့ကိုရဲ့စေဝါနေကိုကိုရဲ့ကြိုးစားမှုကိုရဲ့လောက်အားတွေကတာဝန်ယူသွားလိမ့်မယ်နော်ဒီလိုမျိုးပို့ဆက်မနေတဲ့တမျိုးပေါ့မငင်နဲ့ဆိုတဲ့တဖို့မျိုးပေါ့နော်ဘာလို့လဲဆိုတော့သူကကံကိုပဲအမြင့်ယုံမနေနဲ့မင်းကောင်းနေရင်မင်းကံကောင်းလိမ့်မယ်တဲ့မင်းကံဆိုးနေရင်မင်းဆိုးနေရင်မင်းကံဆိုးလိမ့်မယ်စိတ်ကောင်းတဖို့ကောင်းထောက်ဖို့ဒီလိုမျိုးစိတ်ကောင်းတဖို့ကောင်းတော့ကိုယ်လေးကောင်းအောင်နေဖို့လူ
နဲ့ပြုစုစစ်ဆန်တဲ့နေရာမှာလေကိုကအကောင်းတို့စကားကိုပဲပြောဒိုတာထွေးမဲ့စကားလုံးတွေကိုရှောင်ဖို့နော်ဒီလိုမျိုးပေါ့စိတ်ကောင်းထားပြီးပြောဖို့ကိုကောင်းနေရင်ကံကောင်းလိမ့်မယ်တဲ့ဒီလိုမျိုးဆိုလိုတယ်နော်ဗုဒ္ဓဘာသာတရားအနေနဲ့ကံကိုတော့မယုံနဲ့လို့မပြောလို့ပါဘူးဒါပေမဲ့လူငယ်တရားအနေနဲ့ပြောရှင်တာတစ်ခုကတော့ကံဆိုတဲ့မမြင်ရတဲ့အရာထဲတဲ့မြင်ရတဲ့မင်းဆိုတဲ့မြင်ရတဲ့မင်းကိုမင်းပို့ပြီးယုံကြည်ပါလို့ပြောရှင်ပါတယ်ကံကိုတော့မယုံနဲ့လို့မပြောလို့ဘူးနော်ဒါပေမဲ့ကိုယုံကြည်ပါလို့ပြောရှင်တယ်ဒီစလေးကနော်ညီငယ်ညီမငယ်များတစုံတရာဘဟုတုတ္တလေးတွေရမယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးစပ်ပြီးဘဟုတုတ္တလေးကိုကိုဆိုရှင်မျှဝေရတွေ့လဲကျင့်တတ်ပါတယ်ဒါကြောင့်ရိုးလေးပါပဲတဲ့မင်းကောင်းနေရင်ကံကောင်းလိမ့်မယ်တဲ့မင်းဆိုးနေတော့ကံဆိုးလိမ့်မယ်ရှင်းလေးပြောရနော်ကိုကောင်းနေတော့ကံကလည်းကောင်းပါဘူးကိုဆိုးနေတော့ကံကလည်းဆိုးမယ်ဆိုတဲ့သဘောပါပဲကျွန်တော်ဘာပဲလောက်အမြဲတမ်းကံဆိုးတယ်လို့ညင်းမညူနေနဲ့ကျွန်တော်ကံဆိုးတယ်ဘာပဲလောက်ကံဆိုးတယ်အစင်မပြေဘူးညင်းညူမနေနဲ့တဲ့မင်းကံဆိုးတယ်ဆိုတဲ့အလောက်ကိုတဲ့မင်းဘင်းနဲ့ကြိုင်ကျိုးစားပြီးလောက်ပြီးပြီလေတဲ့ကံဆိုးတယ်ဆိုပြီးတော့တစ်ချိန်တည်းပဲလောက်တာပေါ့နော်ဒီတစ်ချိန်တည်းလုံးညုံနေတဲ့မင်းကံဆိုးတယ်လို့ထိုင်အိုမနေနဲ့နော်ဒီလိုပဲကိုလေးတော့အဲ့ဒီလိုပါပဲတစ်ချိန်လုံးနဲ့ကံဆိုးတယ်အစင်မပြေဘူးဘာလို့ဆက်လို့မှမသိဒီလိုမျိုးဆက်ဖြစ်နေတယ်ပေါ့နော်ကိုတစ်ချိန်ပဲလောက်တော့ကိုကကျိုးမှမကျိုးစားတာပေါ့တစ်ချိန်လုံးနဲ့ငါကန်ဆိုးတယ်လို့အိုနေတာပေါ့ဒီလိုမျိုးဆိုလို့ရှိရင်လည်း तू ကအစင်မပြေပြန်ဘူး तू ကစစ်ကျိုးစားရမှာပေါ့စစ်ကျိုးစားရမယ်ဒီလိုမျိုးတွေဆိုလိုတာနော်ဒီစာလေးကနေညီငယ်ညီမငယ်များလေးဘဟုတုတ္တလေးတွေယူပြီးနော်ကိုကတစ်ချိန်ပဲလောက်သေးတာကိုလောက်တာကတစ်ချိန်ပဲလောက်သေးတာကိုအောင်မြင်ရှင်နေပြီသူအစဉ်ပြေရှင်နေပြီဒီလိုမျိုးပေါ့ကိုကဆန္ဒဆိုးတာပေါ့နော်ဒါပေမဲ့အကျဉ်းလောက်ကြည့်ပါအစဉ်ပြေပါလိမ့်မယ်တော့ပေါ့အဲ့ဒါကန်ဆိုးတာမဟုတ်ဘူးတဲ့မပြင်းနေတာဟုတ်တယ်ပြင်းနေတာပြင်းနေတာတဲ့ညက်နေတာတဲ့ဟုတ်တယ်ပြင်းတာပေါ့ပြင်းတယ်နဲ့ညံ့တာနဲ့ကတူပဲလေပြင်းနေတာညံ့နေတယ်ဆိုတော့ကိုကကျိုးဆက်စမှာတစ်ချိန်ပဲကျိုးဆက်တယ်မအောင်မြင်ဆိုပြီးတော့အိုက်ငိုက်နေပြီဆိုတော့မလုံးဝနေတာပေါ့ဒါဆိုလေကိုကပြင်းနေတာညံ့နေတာဖြစ်သွားပြီလေဒါလေဘာပဲလောက်တဲ့ကံကိုပဲအပြိတ်ပုံမချနေနဲ့တဲ့အကံမကောင်းဘူးမလောက်တော့ဘူးပေါ့ဒီလိုမျိုးပေါ့ကံကိုပဲအပြိတ်ပုံချနေတယ်ကိုအပြိတ်တင်ဖို့ကြောက်တော့မင်းနေရောကိုအပြိတ်တင်ဖို့ကြောက်တော့မင်းနေရောကိုလည်းအပြိတ်တင်ရဖို့အပြိတ်တင်ကြည့်ရမယ်ဒါနော်ကိုလည်းအပြိတ်တင်ကြည့်ရမယ်ကိုကမင်းနေတယ်ကိုအပြိတ်တင်ဖို့မင်းနေတယ်ကံကောင်းဘူးခံမကောင်းဘူးရှေ့ကိုပဲတိုးနေတယ်ငါကိုပြန်မကြည့်ဒီလိုမျိုးလေးဖြစ်တယ်နော်ညီမငယ်ရတယ်ဟုတ်တယ်ကိုငယ်တဲ့အချိန်ပိုင်းမှာဆိုတော့ကိုပူပြီးစိတ်အထက်တာနေတာကိုဖြစ်ရှိတယ်ပဲသိတယ်မဖြစ်ဒီမှာဘာဖြစ်နေတယ်ဆိုကိုပြန်မကြည့်အမနဲ့ပြန်တဲ့ရဲ့ကံကောင်းရှင်းကိုလူရှင်ရဲ့တဲ့ပြစ္ဆုတ်ပံနေရတဲ့ကိုအကောင်းဆုံးကြိုးစားရမယ်တဲ့ဟောမှန်တယ်နော်ပြစ္ဆုတ်ပံနေရတဲ့ကိုအကောင်းဆုံးကြတော့သူကမနဲ့ပြန်အတွက်ကံကောင်းရှင်းကိုလူရှင်ရဲ့ဒီပြစ္ဆုတ်ပံဒီနေ့မှာကျိုးစားရမယ်ဆိုတော့ပေါ့ကျိုးစားရမယ်လေဟိုအကောင့်ထားရမယ်စိတ်ကောင့်ထားရမယ်ပေါ့ဒီလိုမျိုးဆိုလိုတာလေလူနဲ့ကြက်လို့ရှိရင်ပြုစုစေတဲ့နေရာမှာတင်မြဲတဲ့အောင်ပြုစုရမယ်ပေါ့ဒီလိုမျိုးတွေပေါ့ကိုကအမြဲတမ်းစိတ်ကိုချိုးပြီးတော့ပေါ့နော်ပေါ်သူနဲ့ပြုစုစေတဲ့နေရာမှာအဆင်ပြေအောင်ပေါ့ဒီလိုမျိုးတွေလုပ်ပြရမယ်ဒါမှပဲကိုကနေအဆင်ပြေမှာပေါ့လေစီးပွားရေးတွေလူမှုရေးတွေဆက်ဆက်ရရအကုန်လုံးအဆင်ပြေမှာပေါ့ဒီစာပေလေးကတော့ညီမငယ်များကိုစုရှိမျှဝေရခြင်းဖြစ်နော်တန်ဖိုးရှိတော့ကိုစုရှိမျှဝေရခြင်းဖြစ်တယ်လူငယ်တွေကိုမျှဝေပြီးကံကောင်းခြင်းကိုလူရှင်ရင်ပြင်းကြီးရှင်းတဲ့တက်တာရှင်းကိုဝေးကရှောင်ပါ
လူငွေလေးတွေကိုကိုစုရှိဒီစာလေးတွေကိုမျှဝေပေးရခြင်းဖြစ်ပါတယ်ဒီလူငွေမိုက်ညီငွေညီမငွေများဒီစာပေဘဝတုတပေလေးကနေတစုံတရာဘဝတုတရမယ်လို့ညွှန်လဲပါတယ်ကိုစုရှိရဲ့နောက်ဒီလိုတင်မဲ့ channel လေးကိုစာကြောင်စာပေဘဝတုလေးကိုအပြကြပါဦးနော်ဒီကိုစုရှိရဲ့ channel လေးကိုလည်း like and share လေးလုပ်ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးအဆင်ပြေကြပါစေ။ကောင်းရန်ကြရင်စီပေါ်ရကန်စီပေါ်ရလူမှုရေးဆက်ဆက်ရအလောက်ကိုင်းလေးအဆင်ပြေကြပြီးတော့အားလုံးအဆင်ပြေကြပါစေလို့ကိုစုရှိဆူတောင်းလိုက်ပါတယ်နော်။